မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်16ရက်နေ့ကနေပြီးတော့17လပိုင်း23ရက်နေ့ဒီတစ်ပတ်တာတနင်္ဂနွေသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချစ်မိတ်ဆွေဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးကံအရန်ကောင်းနေအယောင်းဝယ်ကြီးကောင်းပေအလုပ်ကိုင်ဒီအဆင်ပြေပေမိမိကအလုပ်လိုချင်နေပြီဆိုရင်လည်းဒီတစ်ပတ်ထဲမှာတေချာပေါင်းအလုပ်ရဖို့တွေ့ရတယ်နောက်အထက်လူကြီးအကြီးကဲများရဲ့ကိုကြီးပံ့ပိုးမှုစောင့်ရှောက်မှုတွေလည်းရရှိစေမယ်လို့တွေ့ရပါတယ်။တန်ဖိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားတာခံရတဲ့ဒါကိုသတိထားပါနော်။အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ညစ်တာစိတ်ရှုပ်တာအိမ်ကအကြီးကဲတွေပူပန်ရတာဒီလိုလေးတွေ့ရတယ်။ရှင်ယူသားချင်းစီကနေအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေပေးလာမယ့်တပတ်တာလို့မြင်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့သတိထားပါနော်ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြီးလူငယ်ပေါ်ခြင်းလို့မြင်နေဒါအပြင်ချစ်သူရှိနေပါလေရဲ့နေအခြားသူရဲ့စိတ်ဝင်စားခြင်းကိုခံရတာမျိုးကြုံရတတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အတွေ့စိတ်တိုင်းမကြခြင်းအလိုမကြခြင်းစိတ်ဖိစီးမှုများခြင်းဒီလိုလေးတွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်ရခင်ကနေ့ကယောဂဝေဒနာခံစားခဲ့ရတယ်ဆိုရင်ဒီတစ်ပတ်ထဲမှာတေချာပေါက်အနာနဲ့ဆေးတွေ့ရှိပြီးတော့ပျောက်ကင်းသွားပါလိမ့်မယ်အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးမိမိအနေနဲ့ကိုလှုပ်ဆောင်ရတဲ့ကိစ္စမှန်သမျှကိုဒီဘာလေးပဲလုပ်ပြပြလေးနဲ့လုပ်တယ်သို့တော့ဝရိယလည်းကောင်းတယ်ဇွဲလုံးလာလည်းရှိတယ်သို့ပင်ပဲဘာဖြစ်နေလဲဆိုတော့ကိုယ်အတိုက်ခိုက်ကလေးတွေအနှောက်အယှက်ကလေးတွေဒီလိုလေးတွေပေးလာတဲ့အဖြက်ကလေးတော့ရှိတယ်ဒါကြောင့်မို့လို့မအေးချမ်းသေးဘူးမငြိမ်းချမ်းသေးလို့တွေ့ရတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့သုံးကလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ဝေကြီးလက်လာပါတယ်ရွှင်လန်းပွင့်လန်းစီမဲ့တပတ်တာလို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တော့မိမိကိစ္စတော့မဟုတ်ဘူးသူတစ်ပါးကိစ္စအတွက်လည်းအမြဲတမ်းပူပန်နေရတာမျိုးတွေကြုံရတတ်ပါတယ်။ဒီတော့တနင်္ဂနွေသားသမီးချစ်မိတ်ဆွေတို့ကံထောက်ပံ့ပစ္စည်းတွေရရကောင်းလေးပေးချင်ပါတယ်။တနင်္ဂနွေသားသမီးချစ်မိတ်ဆွေတပတ်တာပြုလို့ဆောင်ရမယ့်ရရကမိမိနေအိမ်ကဘုရားမှာအဖြူရောင်ပန်းလေးတွေခုနှစ်ပွင့်လှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်16ရက်17လမှ23ရက်17လ2025တပတ်တာတနင်္လာသားသမီးချစ်မိတ်ဆွေရဲ့လုပ်ကိုင်ကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချစ်မိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခဲမယ်အလုပ်ကိစ္စတွေအဆင်မပြေဖြစ်တတ်တယ်ကြံ့ကြာမှုလေးတွေရှိတယ်။နောက်အလုပ်နဲ့ပတ်သက်ပြီးတော့မိမိအနေနဲ့အယောအစားလေးတွေတွေ့ရတယ်။ဒါကိုသတိထားပါနော်။တမိုးကြီးသောပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်။ဒီဥစ္စာပါမိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့နေစီကအကူကြီးကောင်းကြံ့ကြံကောင်းတော့ရမယ်။တို့ပေမဲ့မိတ်ဆွေပေါင်းတဲ့နေတဲ့ကိုကငွေကြီးကိစ္စပြောပြီးဆိုရင်ပြဿနာလေးတွေဖြစ်တတ်တယ်ဒါကိုသတိထားပါနော်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအဆင်ပြေဖို့ရှိနေပါတယ်။ဆွေမျိုးသားချင်းကြောင့်စိတ်ညစ်ရတာစိတ်ရှုပ်ရတာဒီလိုလေးလေးကြုံရတတ်ပါတယ်။ရန်အန်ဒီစူးစူးဝါမရှိပါဘူးရှင်။အဲ့တော့ရန်အန်ဒီရဲ့ကြီးကြီးမားမားမတွေ့ရဘဲနဲ့မိမိကိုကူညီခြင်းတဲ့သူမိမိရဲ့မျက်နှာမြေချစ်ခင်အတန်ကြာတနာဆိုတဲ့စာသားလေးတွေတွေ့ရပါလိမ့်မယ်။အချီကြီးနဲ့ပတ်သက်ပြီးတော့လမ်းပြောင်းနေတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကျမ်းမာရေးပူပန်တတ်ပါတယ်။မိမိကိုယ်တိုင်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ချူချတဲ့ဂရုစိုက်ပါဆေးဥစည်းကန်းတွေပြရတတ်တယ်။နောက်ရုပ်တရက်ဖြစ်စီတဲ့အန်ဒီရလေးတွေထိကိတ်တန်ရာလေးရတတ်တယ်ဂရုစိုက်ပါနော်။အေးချမ်းမှုငြိမ်းချမ်းမှုတွေရောက်ရှိလာပြီးတပတ်တာလို့မြင်ပါတယ်။မိမိတွေနဲ့အခက်အခဲတွေဘလို့ပဲကြော်ဖြတ်နေရပါစီ။ကိုလှုပ်ချင်တဲ့ရည်ရွယ်ချက်ကိုပဲစူးစူးဆက်ဆိုက်ကလေးနဲ့တက်တက်ပဲသွားပါလှုပ်ဆောင်ပါပြီးတော့ကိုကအတွေးခေါ်ကောင်းတွေကိုအမြဲတမ်းတွေးတော့ပါဒါဆိုရင်တော့ကိုယ့်အတွက်ကန်ဒမစ်ကောင်းတွေရရှိလာမှာပဲဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံကအလွန်ကောင်းပါတယ်ထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့3ညလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့လက်ထက်မှာငွေပြတ်ထွက်သွားတာမျိုးရှိတယ်သို့ပင်ပဲလေကိုတခုခုလိုအပ်လာလို့ကိုအတွက်ရည်ရွယ်ထားပြီးဆိုရင်အဲ့ဒီအတွက်ကကြံဖန်ပြီးတော့ငွေကြီးကိစ္စအဆင်ပြေသွားတာမျိုးကြုံရပါလိမ့်မယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတွေပူပန်မှုမျိုးလုံးဝမတွေ့ရအောင်တကယ်လို့အရှိဒီမှာကိုကတောက်လျှောက်ကိုကဖြစ်ချင်တဲ့ຢာလေးတွေဖြစ်ခွင့်မရခဲ့ဘူးဆိုရင်တော့မှပဲနောက်ပိုင်းမှာကိုဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုအဆင်ပြေသွားမယ်လို့တွေ့ရတယ်ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပံ့ပစ္စည်းတဲ့ရရကောင်းလေးပြီးချင်ပါတယ်တနင်္လာသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်မဲ့တပတ်တာရရကမိမိအနေနဲ့နေ့စဉ်တရဏဂုံ3ပါးကိုအတိတ်တံပြုပါအဲ့တော့ဒိဋ္ဌံပြုတဲ့အခါမှာမနေ့6နာရီတစ်ချိန်နော်နေ့က2နာရီမှတစ်ချိန်ည6နာရီမှတစ်ချိန်ဒီနေ့3ချိန်တရဏဂုံကိုမိမိ
အသက်အတိုင်းသက်စိရွတ်ဖတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။19ရက်17လ2025မှာ23ရက်17လ2025တပတ်တာအင်္ဂါသားသမီးချစ်မိတ်ဆွေရဲ့လုပ်ကံကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချစ်မိတ်ဆွေအလုပ်ကံအရန်ကောင်းပါတယ်။အလုပ်နဲ့ပတ်သက်ပြီးတော့ဖုန်းကံတချင်းပြောဆိုသမျှအောင်မြင်ခြင်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာမှုရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ရင်တော့မိတ်ပြည့်စုပြည့်လေးတွေဖြစ်တတ်ပါတယ်။ရံများခြင်းပြဿနာဖြစ်ခြင်းဆိုတာလေးတွေ့ရပါတယ်။စကားပြောဆင်ခြင်းပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအရန်ကောင်းမွန်နေပါတယ်။စေယူသားခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ပြတ်တာစိတ်ရှုပ်ရတာစိတ်ကုန်သွားတာမျိုးလေးကြုံရတတ်ပါတယ်။ရန်အနေနဲ့တိုက်ခိုက်လုံးဝမတွေ့ရပါဘူးရှင်။ခြေနဲ့ပတ်သက်ပြီးတော့မျက်နှာအလွန်ပွင့်နေတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာရစေပဲအိမ်တော်ကြီးလို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်ချူကြမယ် view စိတ်ပါဖြစ်လိုက်ရင်ဒူးတွေကြိုက်တာခဲတာနားကျင်တာခြေထောက်တွေမကောင်းတာဒါမျိုးလေးဖြစ်တတ်ပါတယ်။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုဒီလောကကြရတဲ့အခါမှာအရာအလုံးရှော့ရှုဖြစ်နေပေမဲ့လည်းပဲကိုယ်စိတ်တိုင်းကြဖန်တီးနိုင်တဲ့အရာလေးတွေမတွေ့ရသေးတဲ့အတွက်ကြောင့်ပဲအေးချမ်းသေးလို့တွေ့ရတာပေါ့နော်။ကံနဲ့ပတ်သက်ပြီးတော့ကံအားလုံးကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးလက်လာပါတယ်ရှင်လန်းပွန်လန်းစီပဲတပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကိုကြည့်လိုက်တဲ့အခါမိမိဒီတက်ကြီးရွယ်အိုတွေအတွက်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတာစိတ်ရှုပ်ရတာဒီလိုလေးကြုံရတတ်ပါတယ်ဒီတော့အင်္ဂါသားသမီးချစ်မိတ်ဆွေအတွက်ကံတောက်ဖက်ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်အင်္ဂါသားသမီးချစ်မိတ်ဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရေရာကမိမိနေအင်္ဂါဖျားမှာရွှေရောင်ရစ်ခုနှစ်လက်ကိုထူထမ်းခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြေးလေသွားမယ်လို့တွေ့ရပါတယ်ရှင်။ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။19ရက်17လ2025မှာ23ရက်17လ2025တပတ်တာဗုဒ္ဓဟူသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူသားသမီးချစ်မိတ်ဆွေအလုပ်ကံအရန်ကောင်းနေပါတယ်။အလုပ်ရဲ့အကြည့်တဲ့အလုပ်ရဲ့အခွင့်အရေးအလုပ်ကနေလေးစားချစ်ခင်ခြင်းဒါမျိုးလေးရရှိစေမဲ့တပတ်တာလို့မြင်ပါတယ်။တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားခံရတာပြဿနာရှာတာရှိတယ်။နောက်ပြီးတော့ရံများခြင်းအမှုခင်းဖြစ်ခြင်းဒါလေးတွေ့ရတယ်ဒါကြောင့်သတိထားပြီးရှောင်ပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့လည်းစိတ်ညစ်ရမယ်။အိမ်နဲ့ပတ်သက်ပြီးတော့စိတ်တိုင်းနေမကြဘူး။အိမ်ကလည်းကိုယ်အမြင်မကြည့်ဘူး။ကိုနိုင်ကလည်းအိမ်အပေါ်မှာအမြင်မကြည့်ဘူးဒီလိုလေးတွေ့ရပါတယ်။ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်ကောင်းတွေရရှိစေမယ်။ဝေးကြီးကိစ္စစကားတွေပြောဆိုရတတ်တယ်။ရန်အနေနဲ့တိုက်ခိုက်ရှိတယ်တတိထားပါမိမိကိုညှိုးတာခံရတတ်တယ်ဒါလေးကိုပြုဆိုင်မယ်နော်။အခြေအနေနဲ့ပတ်သက်ပြီးတော့ငြိမ်နေမဲ့တပတ်တာအိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာစွာဖြတ်သန်းမဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့မကြာခဏဆိုသလိုကျမ်းမာရေးညက်တတ်တယ်။ဖြစ်လိုက်ရင်ရင်ညွတ်နေအောင်တာကြောရီကားတွေအောင်တာဒါလေးခံစားတတ်တယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးမိမိကိုယ်၌ကလည်းအရာအလုံးစူးစမ်းနေရတယ်မောပန်းနေတယ်မိမိစူးစမ်းတဲ့လောက်လည်းအရာထင်နေဒီအတွက်လည်းအခြားသောစိတ်အနှောက်အယှက်တွေကြုံရဖို့ရှိနေတယ်ပေါ့နော်ကံနဲ့ပတ်သက်ရင်တော့အားနေတယ်သို့ပေမဲ့မဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ရှစ်တလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့သတိထားပါအကျွေးတင်အကျွေးဆုံးဖြစ်တတ်တယ်ကိုရစရာရှိတဲ့ပတ်စံဆိုရင်မရဘူးကိုပေးရမယ့်ပတ်စံဆိုရင်အပူတပြင်းလေးလည်းပေးရတာမျိုးကြုံရတတ်တယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပဲစရာကြုံကုန်ပြီးကြည့်လိုက်တဲ့အခါအမျိုးသမီးတစ်ယောက်ကမိမိအပေါ်မှာဖိစီးတာလွှမ်းမိုးတာဒီလိုလေးခံတတ်ပါတယ်ဒီတော့ဘုဒ္ဓသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းလေးပေးချင်ပါတယ်ဘုဒ္ဓသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရည်ကဖះကိုရွှေသင်္ကန်းကတ်လူပါယခုလိုကတ်လူချင်းပြမိမိရဲ့တပတ်တာမှာကံစားတာအញ្ញံခိုင်များပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာရရှိစေမှာပဲဖြစ်ပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်19ရက်17လ2025မှာ23ရက်17လ2025တပတ်တာဇာတာပရိသားသမီးချစ်မိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်ဇာတာပရိသားသမီးချစ်မိတ်ဆွေအလုပ်ကံရန်ကောင်းနေဖုံးကံနေတိုးတက်စီမေအများရဲ့ကြည်ညိုလေးစားမှုချစ်ခင်မှုတွေရရှိစေမယ့်တပတ်တာပါတန်မိုးကြီးသောပစ္စည်းထွက်တတ်တဲ့ကိစ္စပါနော်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အထင်မှားအမြင်မှားတွေခံရတဲ့သတိထားပါအိမ်နဲ့ပတ်သက်တဲ့ကိစ္စရဲ့များအရင်အစီအပြေပါလိမ့်မယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေကြုံရတတ်ပါတယ်ရန်အနေနဲ့တိုက်ခဲ့ရှိတယ်သို့ပေမဲ့ကြီးကြီးမားမားမဟုတ်ပါဘူးရှင်ချီးနဲ့ပတ်သက်ရင်တော့ငြိမ်နေမဲ့တပတ်တာပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရမယ်အိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးကျိုးလုံးဝမရှိပါဘူးရှင်
အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးမိမိအနေနဲ့ဗာလေးပဲလှုပ်လိုက်အမြဲတမ်းအကျက်အတဲတွေကနေပြီးတော့မှလွတ်မြောက်စွာလုတ်ကင်နေရတယ်လို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနေတယ်သို့ပေမဲ့မဖြစ်မနေဒီတိုးကန်ဆန်းခြင်းနေဆိုရင်တော့ကိုယ်တလုံးဒီတိုးကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိကိုအလိမ်ညာတွေခံရတတ်တယ်ဒါကြောင့်ငွေကြီးငွေငါလုံးဝမလုပ်ပါနဲ့အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကုန်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘူးမိမိရဲ့လှုပ်ဆောင်ချက်ကောင်းလေးတွေမိမိအတွက်နာမည်ကုန်တဲ့ကောင်းလေးတွေကြော်စိုးစီမယ်လို့တွေ့ရပါတယ်ဒီတော့ဇာတာပရိသားသမီးချင်းမိတ်ဆွေတွေကံတောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်ဇာတာပရိသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိအနေနဲ့လမ်းတွေကိုတွေ့တဲ့အခါဂျိုင်းကွက်ဖြစ်နေတဲ့နေရာလေးတွေကိုမြေပို့တာတော့၎င်းအုတ်ခဲကိုထုပ်ပြီးခြေပြီးတော့မှပို့တာတော့၎င်းအဓိကတော့လမ်းပို့တဲ့တပိတ်ကလေးပေါ့နော်လမ်းပို့တဲ့တပိတ်လေးကိုကိုယ်တိုင်ကိုကြပြုလို့ဆောင်ရခြင်းဖြင့်တပတ်တာခက်ခဲနေတဲ့အရာအားလုံးကင်းစင်ပပျောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိစေမယ့်တပတ်တာလို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်19ရက်17လ2025မှာ23ရက်17လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရမယ်စိတ်ရှုရမယ်အလုတ်ကန်မှာဆုံးရှုံးမှုလေးတွေများတတ်တယ်အခွင့်အလမ်းလေးတွေပိတ်ဆို့တာမျိုးကြုံရတတ်တယ်သတိထားပါနော်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့အမြင်မကြည့်တာမိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးပြောရဆိုတာခက်ခဲစီတာစကားပြောလို့မကောင်းတာမျိုးလေးဖြစ်တတ်ပါတယ်အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာစိတ်ရှုပ်စရာဝမ်းနည်းစရာကြည်ကွေးစရာလေးကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းစီကနေအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်ရန်အန်ဒီအတိုက်ခိုက်လုံးဝမရှိပါဘူးရှင်ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းခြင်းလူကြီးလူခင်ပေါ်ခြင်းလို့တွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာစေမယ့်အိမ်တော်ကြီးပါကျမ်းမာရေးနဲ့ပတ်သက်ရင်ချူကြမယ်ဆေးဥစည်းကနေပြရတတ်ပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးပါဘူးကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေကြီးလက်လာပါတယ်ပွင့်လန်းရှင်လန်းစီမယ်တပတ်တာလို့မြင်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကုန်ပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ငွေကြီးကိစ္စတွေအရင်ကငွေကြီးကိစ္စစိတ်ညစ်ရတာစိတ်လျှော့ရတာအဲ့ဒါတွေအကုန်လုံးဟာဒီတစ်ပတ်ထဲမှာငွေကြီးကိစ္စကိုအလုံးစုံဖြည့်ရှင်းနိုင်မယ်လို့တွေ့ရပါတယ်အဲ့တော့တောက်ကြသားသမီးချင်းမိတ်ဆွေအတွက်ကံတောက်ပတ်ဖြစ်စေတဲ့ရေရာကောင်းလေးပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိနေအိမ်ကဘုရားမှာပဲအတီးကိုစိတ်တပတ်ကန်ထူလိုက်ခြင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်ချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်19ရက်17လ2025မှာ23ရက်17လ2025တပတ်တာစရိသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကန်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စရိသားသမီးချင်းမိတ်ဆွေအလုတ်ကန်နဲ့ပတ်သက်ပြီးတော့စိတ်တွေပင်ပန်းရမေအလုတ်အတွင်းနဲ့စိတ်ရှုပ်စရာလေးကြုံရတတ်ပါတယ်တန်မိုးကြီးသောပစ္စည်းတွေပျောက်တတ်ပါတယ်အလိမ်ညာခံရတတ်တဲ့ဂရုစိုက်ပါနော်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းတဲ့ရပဲကိုယ်အပြစ်ပြောတာနာမည်ကုန်သတင်းဖြတ်တာဒီလိုလေးတွေ့ရပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအစီပြေပါလိမ့်မယ်အိမ်ကိစ္စမှာကြည်လူးစရာစိတ်ချမ်းသာစရာလေးကြုံရတတ်ပါတယ်ဆွေမျိုးသားချင်းစီကနေပြီးတော့အကြံဉာဏ်ကောင်းလေးတွေရဖို့ရှိနေပါတယ်ရန်အနေအတက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်သူပေါ်များလာတဲ့တပတ်တာလို့တွေ့ရပါတယ်ချီးနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာမိမိကတန်တရားတွေဖြစ်တာအထင်မြင်လွဲမှားတာလေးရှိတတ်တယ်လို့အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာယာစေမယ်နှွေးထွေးစေမယ်အိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်စူးကျူးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုတွေပျော်ရွှင်မှုတွေရောက်ရှိလာမယ့်တပတ်တာလို့မြင်ပါတယ်ကံနဲ့ပတ်သက်ပြီးတော့ကံအားလွန်ကောင်းပါတယ်ထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုရရရှိတဲ့ပတ်စံလေးတွေကြဲကြနေတာမျိုးကြုံရတတ်ပါတယ်ပေးရရှိတဲ့ငွေကြီးကိစ္စတော့ကိုကပြပြဝါပေးဆက်နိုင်မဲ့တမှာပါပါတယ်ပူပန်စရာလေးခြုံကုန်ပြီးကြည့်လိုက်တဲ့အခါကိုတီးတခါတည်းရမှာလမ်းပြောက်သွားတတ်ပါတယ်မိမိအနေနဲ့ရှေ့တူဝါခက်နောက်ဆိုဝါခက်ဆုံးဖြတ်ချက်ချခက်ခဲစီတဲ့အရာလေးကိုတွေ့ရတတ်ပါတယ်ဒီတော့စနေသားမိချင်းမိတ်ဆွေအတွက်ကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးပြီးချင်ပါတယ်စနေသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရေရာကမိမိနေအိမ်ကဖျားမှာရွှေထီးဆယ်လဲလူတန်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်